အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရရှိလာတဲ့ဘဝဒုက္ခလေးကိုမိမိရော့ရော့ပေါ်ပေါ်ဆဆနဲ့အချိန်မကုန်ကြပဲနဲ့ဒီဘဝဒီခန္ဓာမစွန့်ခင်လူဖြစ်ကျိုးနှက်အောင်ကြိုးစားပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်။ဒီနေ့တရားဝဲအစနေ့လူတကာကြီးလူမကြီးနဲ့ပတ်သက်ပြီးတော့စပြောမယ်။အဲ့တော့ဗာလေးပြောခြင်းတည်းဆိုတန်ဖိုးဆိုတာလေးပြောခြင်းတယ်။ဘာလဲ။တန်ဖိုးပစ္စည်းတစ်ခုရဲ့တန်ဖိုးကိုဘယ်လိုဆုံးဖြတ်မလဲ။အဲ့ဒီမှာအဲ့တော့အသုံးတန်ဖိုးရှိလို့အသုံးကျတာလားအသုံးကျလို့တန်ဖိုးရှိတာလားရိုးရိုးလေးပါဗျာနော်အဲ့တော့အခုအလူတကာအလူမကြီးတွေကလည်းပထမတစ်ကြိမ်နော်ငှက်မြစိတ်ဖူးတော့ခြေသက်ချပွဲဆိုပြီးတော့လုပ်တဲ့အလူတကာကြီးဦးရဲလင်းမိဘဘက်ကရရှိထားတဲ့အမွေပစ္စည်းကိုအသုံးချလိုက်ဘယ်လိုလုပ်လိုက်အသုံးချတော့အသုံးကျသွားတယ်အသုံးကျသွားတဲ့အတွက်တန်ဖိုးရှိတယ်အဲ့တော့ဘုရားစိန်ဖူးတော်ဆိုတော့ဒီဘုရားစိန်ဖူးတော်ဟာဘာအတွက်လူဒန်းတာသာသနာအတွက်ဒါဖြင့်မိဘရဲ့ပစ္စည်းဟာဘယ်လောက်တန်ဖိုးရှိသွားသလဲလို့ဆိုရင်သာသနာတော်အတွက်တန်ဖိုးရှိသွားတယ်အခုဒီတစ်ပတ်နထကျောင်းဆောင်ဝိမု ക്തി ရတ္တနထကျောင်းဆောင်ကြီးလာရောက်လူဒန်းတာကတော့သူတို့ဒေါခင်သဦးကမိဘဘက်ကရတဲ့စိန်နကကြီးဒီဒေါခင်သဦးနားမှာပန်ထားရင်အဲ့ဒီစိန်နကဘယ်လောက်တန်လဲအဲ့ဒီနားလောက်ပဲတန်နားအတွက်ပဲအသုံးကျဟုတ်ပလားဒေါခင်သဦးနားအတွက်ပဲအသုံးကျမယ်ကျန်တဲ့ပုဂ္ဂိုလ်အတွက်တော့သုံးမကျအဲ့ဒါကိုရောင်းပြီးမိသားစုအတွက်အသုံးချလိုက်ရင်အဲ့ဒီစိန်တကဘယ်လောက်တန်လဲမိသားတစုစတန်ပါတယ်ဟုတ်ပြီနော်ဟုတ်ပြီအခုယောဂီကျောင်းဆောင်ကြီးအဖြစ်အသုံးချလိုက်တော့သာသနာတရားလုံးအတွက်တန်ဖို့ရှိသွားတော့စိန်တကကြီးဘယ်လောက်တန်သွားလဲသာသနာတရားလုံးကြီးတန်ဖို့ရှိသွားဒီတိုင်းပါပဲအခုသူတော်ကောင်းတို့ဦးဇင်းတို့ရထားတဲ့ဘဝဦးဇင်းကိုလူတော်များများပြောတယ်အခုမနှက်မယမနာသွားလာလှုပ်ရှားပြီးတော့သာသနာအတွက်ဝန်ဆောင်နေတော့ဘုန်းကြီးမပင်ပန်းဘူးလားမပန်းဘူးငါအာသုဘကြီးကိုအသုံးချနေတာမလုပ်နေတာဟောဒီခန္ဓာကိုယ်ကြီးကိုတယောက်စာပဲအလုံးလုံးပြီးသေးရင်ဒီခန္ဓာကိုယ်ဘယ်လောက်တန်တယောက်စာပဲတန်ပဲမိသားစုဦးဇင်းတို့6ယောက်ရှိပါ6ယောက်စာပဲဦးဇင်းအလုံးလုံးပြီးတော့သေရင်6ယောက်စာပဲတန်ပဲกว่าအမျိုးတရလုံးအတွက်အလုံးလုံးပြီးသေရင်သာသနာတရားလုံးအတွက်အလုံးလုံးပြီးသေရရင်ဒီအပုပ်ကောင်ကြီးအသုံးကျအောင်လို့အသုံးချရှင်းလားတို့ဘာတွေလုပ်မလဲဆိုကိုယ့်အကိုစဉ်းစားကြည့်လိုက်တယ်နော်ကိုယ်တန်ဖိုးကိုဘယ်သူပဲဆောင်နိုင်ငါခန္ဓာကိုယ်ဘယ်လောက်ဖို့တန်နေပလဲဒါလေးကြည့်စမ်းပါစိန်နကတွေစိန်လေတုံတွေဆွဲထားရုံနဲ့တန်ဖိုးရှိတယ်ခေါ်မလားအေးအဲ့ဒါပဲကျန်တာလေးတော့ကိုယ့်အကိုဆက်တွေးယူပြည့်စုံအောင်ပြောရင်တချို့ကနိုင်ငံရေးလို့ဘာလို့ထင်တတ်တယ်တကယ်တော့ဦးဇင်းတို့ကပြုပြင်ရေးသမားတွေပါဘာလုပ်နေရလဲဟုတ်ပြီအဲ့တော့အမြဲတမ်းပြုပြင်နေမှလောကကြီးကသင်္ခါရလောကခေါ်တယ်ဘာလောကသင်္ခါရဆိုတာပြုပြင်နေရတဲ့လောကဘာဖြစ်တယ်ဟေးကောင်းချင်ရင်လည်းပြုပြင်ယူရပြုပြင်တာမမှန်ရင်လည်းဆိုးသွားတယ်အကောင်းအဆိုးဟာဘယ်ပေါ်မှာမူတည်နေပြုပြင်မှုပေါ်မှာမူတည်နေတယ်ဒါကြောင့်မို့လို့ဒီကလုံးလေးတွေစောစောကလေးကရင်ပြောထားတယ်အသုံးချမှအသုံးကျတယ်
ဒီနေ့တလုံးထပ်မှအသုံးကြမှလဲတန်ဖိုးရှိတယ်ရှင်းသလားဟိအဲ့တော့ငါအမေမွေးထားတဲ့ဒီခန္ဓာကိုသာသနာတရားလုံးနဲ့အမျိုးတရားလုံးအတွက်ငါအသုံးကြအောင်လုပ်နေတဲ့တန်ဖိုးရှိတာမရှိတာတော့ပရိသတ်ကဆုံးဖြတ်လိုက်ရှင်းသလားဟာဒီနေ့စိတ်တကကြီးလဲအိမ်ထဲမှာမိကန်တစ်တာတဲ့ထဲ့သိမ်းထားရဲ့ဘလောက်တန်တုံးလို့မေးဘလောက်မှမတန်ဘာလို့အသုံးမှမကြပဲရှင်းသလားကောင်းပြီနားမှာပန်ထားတော့နရွက်တရွက်စာပဲအသုံးကြမိသားစုအတွက်သုံးရင်မိသားစုစာပဲတန်ဖိုးရှိတယ်ရှင်းသလားသာသနာအတွက်သုံးလိုက်တော့သာသနာတရားလုံးစာတန်ဖိုးရှိသွားတယ်အဲ့ဒါကိုဘဝလေးကိုဘာလုပ်ကြမလဲစဉ်းစားပါရှင်းပြီနော်ကဲဒါပြီးတော့ဆက်ပြီးတော့ဟောရမှာကဒီနေ့ဦးဇင်းတို့ခုတန်ဖိုးတွေအသုံးကြပုံတွေနဲ့ပြောရင်းနဲ့ဦးဇင်းတို့တွေ့ရှိရရှိထားတဲ့အခုဖရာရဲ့သာသနာဘာရဲ့သာသနာဖရာရဲ့သာသနာဟာတန်ဖိုးရှိမရှိသုံးပြီးကြပြီလားဒါမေးပြီအသုံးကြမှတန်ဖိုးရှိမှာဟုတ်ကျင်တတ်ကြလားအဲ့ဒါသင်ချေရာတရားဒီနေ့ဟောနော်အဲ့တော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသာဝတိပြည်ဇေတဝန်ကျောင်းတော်မှာသတင်းသုံးနေတော့ဘုရားသာသနာနဲ့တန်ဖိုးကိုဘုရားတို့သိနိုင်ဖို့အတွက်ဒေသနာလေးတစ်ပုဒ်ဖြစ်ထွန်းခဲ့ပါတယ်ဖြစ်ထွန်းခဲ့တယ်ဆိုတာကအကြောင်းပေါ်လာလို့ဘုရားကဟောတာအဲ့တော့အကြောင်းပေါ်လာပုံကသာဝတိပြည်မှာဇာနုသောနိဆိုတဲ့နာမည်ကြီးပုဂ္ဂိုလ်တယောက်ရှိဘယ်သူလဲပုံနာကြီးသူကသွားရင်လာရင်လည်းခန့်ခန့်ထဲထဲသွားလေးရှိတယ်မြင်းဖြူကတဲ့ဆွတ်ဆွတ်ဖြူနေတဲ့မြင်း6ကောင်ကတဲ့ယထာနဲ့ဆွတ်ဆွတ်ဖြူနေတဲ့ယထာပေါ်မှာဆွတ်ဆွတ်ဖြူနေတဲ့အဝတ်တွေဝတ်ပြီးတော့ဒါကသိကြီးကျယ်မြင့်မြတ်သူတွေမှအသုံးဆောင်တဲ့အသုံးဆောင်ပစ္စည်းတွေပေါ့ဒါမို့ယဟန်တော်တွေဝိနည်းမှာတော့မှသိဆွတ်ဆွတ်ဖြူနေတဲ့အခင်းမသုံးရဘူးဒီလိုရှိတယ်ရှိသေးတော့ဒါတွေဆက်ချက်နေရင်သိကြသွားမယ်အဲ့တော့ဦးဇင်းတို့ကြည့်အောင်မြို့မြတ်နှဖုံးဇာနုသောနိပုံနာအဲ့ဒီပုံနာကြီးနဲ့ဘုရားကျောင်းတော်ကပြန်လာခဲ့တဲ့ပိလောတိကပရပတ်ဘယ်သူလဲသာဝတိပြည်ဇေတဝန်ကျောင်းတော်ကနေပိလောတိကပရပတ်ကပြန်လာတယ်လမ်းမှာဇာနုသောနိပုံနာနဲ့တွေ့တော့ဇာနုသောနိပုံနာကြီးကဟေးပိလောတိကဝဆာမယလို့ခေါ်တယ်သူတို့ငယ်နာမည်ကိုခေါ်ပါတယ်ပိလောတိကဆိုတာပရပတ်အနွယ်ဟေးဝဆာမယမင်းဘယ်ကလာသလဲကျွန်တော်ဘုရားကျောင်းကပြန်လာတယ်ဂေါရမရှင်ကြီးဂေါရမစီကပြန်လာတာဟဲ့ဘယ်လိုတော့ကမင်းရှင်ကြီးဂေါရမစီရောက်ခဲ့တော့ရှင်ကြီးဂေါရမဟာမင်းပညာရှိတဲ့ပုဂ္ဂိုလ်လို့မင်းထင်သလားနမေးရနော်အဲ့တော့အဲ့ချိန်ကတော့ဘုရားရှင်မျက်မှောက်ရှိနေတဲ့အချိန်ဆိုတော့ဘုရားကိုကြည်ညိုသူတွေလည်းရှိတယ်မကြည်ညိုသူလည်းရှိယုံကြည်သူလည်းရှိတယ်တန်ဖိုးသိသူလည်းရှိတယ်ကျင်တယ်နော်လူတယောက်ရှိစေမှာဒီတိုင်းပဲရန်သူလည်းရှိတယ်မိတ်ဆွေလည်းရှိတယ်အဲ့တော့ဒီမှာပိလောတိကကိုမေးတော့ပိလောတိကပုံနာကြီးတဲ့ဘယ်လိုမေးလိုက်တာလဲကျွန်ုပ်ဟာဘယ်လိုလူမျိုးလဲတဲ့ရှင်ကြီးကိုရမရဲ့ပညာကိုသိနိုင်တဲ့အရေးချင်းကျုံမှမရှိဘူးဆိုလိုတာကရှင်ကြီးကိုရမရဲ့ပညာအရေးချင်းဟာအမတန်မှကြီးကျယ်မြင့်မြတ်နေတဲ့အတွက်ခန့်မှန်းနိုင်တဲ့မှန်းဆနိုင်တဲ့ဝေဖန်နိုင်တဲ့စွမ်းအားသူမှမရှိဘူးဆိုတော့ကိုနှိမ့်ချလိုက်တဲ့သဘောဘုရားအပေါ်မှာအမွန်တင်လိုက်တဲ့သဘောမရှိဘူးလားအဲ့ဒီမှာဇာနုသောနိပုံနာကတဲ့မင်းကကိုနှိမ့်ချလာကြီးလားရှင်ကြီးဂေါရမပေါ်မှာဘာလို့ဒီလောက်တောင်မြောက်စားနေရသလဲဇာနုသောနိကဒီလိုဆိုလိုက်တော့ထူးပြီးမြောက်စားတာမဟုတ်ပါဘူးတဲ့ပူဇော်တိုက်သူတို့ထက်ပူဇော်တိုက်သောမြတ်စွာဘုရားဗါတဲ့ဟုတ်ပြီဥညွတ်တိုက်သူတို့ကဥညွတ်ထိုက်သောမြတ်စွာဘုရား
မှတ်ထားနော်ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေအလုံးထဲမှာဘယ်သူကပူဇော်တိုက်ဆုံးတယ်အဲ့ဒီပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တွေကကိုပြန်ပြီးပူဇော်ရမယ်ဘုရားချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်တွေကကိုပြန်ပြီးတော့ချီးမွမ်းရမယ်ဘုရားဒီလိုပြောလိုက်တော့ဇာနုသောနိယနေစမ်းပါဦးနဲ့မင်းကဒီလောက်ကြီးပြောနေရအောင်ဘုရားရှင်ကိုမင်းဘယ်လိုမြင်လို့လဲရှင်ကြီးဂေါရမကိုမင်းဘယ်လိုမြင်သလဲဆိုတော့ဘုရားကြီးတဲ့တကယ်နားလည်အောင်ပြောရရင်တော့ကျုပ်နားလည်သလိုပြောမယ်ဆိုရင်တဲ့ရှင်ကြီးဂေါရမဟာတကယ်ကိုကြည်ညိုတတ်ပူဇော်တတ်ယုံကြည်တတ်တဲ့ပုဂ္ဂိုလ်ပါတဲ့ဥပမာအားဖြင့်ပြောရင်ဆင်းချေရာကြီးကြီးအလျားအနံပြက်ကျဲတဲ့ခြေရာကြီးကြီးကိုတွေ့ရင်ဒါဟာဆင်ပြောင်ကြီးပဲလို့သိတယ်လို့ဟုတ်ပြီနော်ကုန်းတော်ဝါတွေထဲမှာဘယ်သူအကြီးဆုံးလဲဒါပြန်ခြေရာလဲဆင်ခြေရာအကြီးဆုံးအဲ့တော့ခြေရာကြီးကြီးတွေ့ရင်ဒါဟာဆင်ပြောင်ကြီးပဲလို့သိတယ်လို့ပဲအခုလဲခြေရာကြီး၄ခုတွေ့ခဲ့လို့ဘုရားရှင်ဟာပူဇော်တိုက်သောအဖိုးတန်သောတန်ဖိုးရှိတဲ့ပုဂ္ဂိုလ်လို့ကျွန်တော်ဆိုတာလုပ်လိုက်မယ်နော်ဝိသမယဘာနဲ့အတူနိုင်ပြခြေရာကြီးကြီးတွေ့ရင်စင်ကောင်ကြီးပဲလို့သိတယ်လို့အခုလဲခြေရာကြီးဘယ်နှမျိုးတဲ့၄မျိုးတွေ့တဲ့အတွက်စင်ပြောင်ကြီးနဲ့တူတဲ့ပူဇော်တိုက်တဲ့မြတ်စွာဘုရားချီးမွမ်းတိုက်တဲ့မြတ်စွာဘုရားယုံကြည်တိုက်တဲ့မြတ်စွာဘုရားဒီလိုသူမြင်နေကျင်တယ်နော်အဲ့ဒီမှာဇာနုသောနိယနေစမ်းမအောင်မင်းစင်ခြေရာကြီး၄မျိုးပြောစမ်းမအောင်ဘယ်လိုခြေရာတွေလဲဒီလိုပါတဲ့ပညာရှိတဲ့မင်းပညာရှိနော်ပညာရှိတဲ့မင်းတွေကဘုရားရှင်ထံမှာလာပြီးတော့သူတို့ဝါဒတွေနဲ့စွဲချက်တင်ပြီးတော့ဘုရားရှင်ပေါ်မှာဝါဒချင်းချိန်ပုံးဖို့ဝါဒချင်းရှင်ပြိုင်ဖို့ဟုတ်ပြီနော်အဲ့ဒါလိုလာတဲ့အခါမှာဘုရားရှင်တရားဟောလိုက်တယ်ဆိုရင်ဒီမင်းပညာရှိတွေဟာသူတို့ဝါဒကိုမတင်နိုင်တော့ဘဲနဲ့ဘုရားရှင်ရဲ့အဆုံးအမအောက်မှာပဲကိန်းဝတ်သွားရတယ်ဒါပြင်အဆုံးအမတွေပဲသက်ဝင်သွားတယ်ဆိုတော့သူတို့ဝါဒတင်နိုင်သေးလားတော့မင်းပညာရှိတွေကလည်းဘသူတပည့်ဖြစ်သွားတယ်ဒီမင်းပညာရှိများဟာသူတို့ဝါဒကိုတင်နိုင်ဖို့နေသာဘုရားရဲ့အဆုံးအမအောက်မှာပဲသက်ဝင်ပြီးတော့ဘုရားအဆုံးအမအောက်မှာတည်သွားကြတဲ့အတွက်ဖြေရာတစ်ခုတွေ့ပါလေဒါဖြင့်မင်းပညာရှိတွေဘသူတပည့်ဖြစ်သွားလဲပုံနာပညာရှိတွေလည်းဒီလိုပဲလာတယ်တဲ့ဘုရားနဲ့ဝါဒပြိုင်ဆွဲချက်တင်ပြီးတော့မှဘုရားအပေါ်မှာဝါဒချင်းစစ်ခင်းဖို့လာတဲ့အခါမှာပုံနာပညာရှိတွေကလည်းဘုရားတရားနာပြီးရင်ဘုရားရဲ့တပည့်ဖြစ်သွားတယ်ဂုံသေးပညာရှိများလည်းထိုနည်းတိုက်၎င်းပရပိုက်ပညာရှိများယဟန်ပညာရှိများလည်းထိုနည်း၎င်းအဲ့တော့ဒီ၄ပါးသောပုဂ္ဂိုလ်တွေမင်းပညာရှိဘုံနာပညာရှိဂုံသေးပညာရှိပရပိုက်ပညာရှိပညာရှိများ၄ပါးသောပညာရှိတွေဟာဘုရားရှင်နဲ့တွေ့တိုင်းဘုရားရှင်ရဲ့အဆုံးအမထဲမှာသက်ဝင်ပြီးတော့ဘသူတပည့်ဖြစ်သွားလဲအဲ့ဒီ၄ပါးသောအရေးခြေရာကိုကြည်ချင်းအဖြစ်ဘုရားရှင်ဟာအမတန်ပညာကြီးတဲ့ပုဂ္ဂိုလ်ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်တန်ဖိုးရှိတဲ့ပုဂ္ဂိုလ်လို့သူဆိုတယ်ဆိုတော့ဇာနုသောနိယသဘောကျပြီးတော့ဘုရားရှိရာဘက်ကိုလှည့်နမောတတ္တဘဂဝတောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓသာသမ္မာသမ္ဗုဒ္ဓအလုံးစုံသိတော်မူသောအရဟတောပူဇော်တိုက်တော်ဟုတ်ပြီနော်တတ္တထိုဘုရားရှင်ကိုတော်မြတ်ကြီးတတ္တဘဂဝတောလို့ဆိုတာဟုတ်နမောရှိခိုးပါ၏ဆိုပြီးတော့ဇာနုသောနိပုံနာကလမ်းကနေဘုရားရှိရာရဲ့ဘက်ကိုလှည့်ပြီးတော့မလုပ်လိုက်ရှိခိုးတကယ်တော့သူမေးတာကဘုရားပေါ်မှာယံလိုလား
ဘုရားရှင်ရဲ့ကျေးဇူးကုန်သိအောင်လို့လားအဲ့ဒါသူရှိရောက်လာတဲ့ပုဂ္ဂိုလ်ဒီလိုသုတ်တော်တွေအများကြီးရှိတယ်အဲ့တော့သာနုသောနိကပြန်လာတဲ့ဘုရားเจ้าကပြန်လာတဲ့ပုဂ္ဂိုလ်ကိုဘုရားပေါ်မှာဘယ်လောက်ကြီးညိုသလဲဒါလေးမေးတာမေးတော့ဟိုကခြေရာကြီး၄မျိုးတွေ့ခဲ့တဲ့အတွက်ဘုရားဟာပူဇော်တိုက်ချီးမွမ်းတိုက်ယုံကြည်တိုက်တဲ့တန်ဖိုးရှိသောပုဂ္ဂိုလ်ဆိုတော့ခြေနှက်သွားတယ်ဟောဘုရားကျေးဇူးကိုသူသိတယ်ဝမ်းသာလိုက်တာသာဓုသာဓုဟုတ်ကဲ့လားအဲ့ဒါလို့ပြောပြီးတော့သာနုသောနိကဘုရားเจ้าတော်ကိုသွားပြီးဘုရားရှင်ကိုရောမြတ်ကြီးနဲ့တွေ့တော့အရှင်ဘုရားတဲ့လမ်းမှာတပည့်တော်ပိလောတိကပရပိုက်ဝဆာမယနဲ့တွေ့လို့တပည့်တော်ရှင်ဘုရားအကြောင်းမေးတဲ့အခါမှာဝဆာမယကဒီခြေရာကြီး၄မျိုးစင်ခြေရာနဲ့နှိုင်းရှင်ပြီးတော့ပြောသွားတယ်ဘုရားအဲ့တော့အလျာအနံပြက်ကျဲကျဲနဲ့ခြေရာကြီးကြီးတွေ့ရင်ဆင်ပြောင်ကြီးပဲလို့ခံမှန်းနိုင်တယ်လို့သူပြောခဲ့တာမရှိလားအဲ့ဒါလို့ပြန်ပြီးတော့လျှောက်တင်တော့ဘုရားကဇာတုသောနိတဲ့သူပြောတဲ့ခြေရာဟာမပြည့်စုံသေးဘူးဘာဖြစ်လဲမပြည့်စုံသေးဘူးတဲ့ဒါတကယ်တန်ဖိုးသိတာမဟုတ်သေးဘူးခြေရာကြီးတိုင်းဆင်ပြောင်ကြီးမဖြစ်နိုင်ဘူးကွာလာပြီဘယ်နဲ့ခြေရာတွေကြီးပြက်တွေကျယ်နေပေမဲ့ခြေထောက်ကြီးပြီးတော့မှကိုယ်ကောင်သေးတဲ့ဆင်မတွေလဲရှင်းသလားကျွမ်းကျင်တဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်ဒီတရားသိချာနာပါတော့ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဒီဆင်ကိုကျွမ်းကျင်တယ်ဆိုရင်ခြေရာကြီးယုံနဲ့လဲဒါဆင်ကောင်ကြီးဆင်ပြောင်ကြီးလို့ဆုံးဖြတ်လို့မရသေးဘူးတဲ့အဲ့တော့နံပါတ်1အချက်အနေနဲ့ခြေရာတော့ကြီးပြီသို့တော့ခြေထောက်ကြီးတဲ့ဆင်မလည်းဖြစ်နေမယ်ကိုယ်ကောင်ကသေးတယ်ခြေထောက်တော့အဲ့ဒါဆက်ပြီးလေ့လာရမယ်လေ့လာတဲ့အခါမှာအထက်ခပ်မြင့်မြင့်ကအသီးရွက်တွေအပင်မြင့်ကအသီးရွက်တွေဖြတ်စားထားတာတွေ့ရင်ဒါဒီဆင်ခြေထောက်လည်းကြီးတယ်ဟမ်အကောင်ကြီးတယ်လို့တော့ပြောလို့မရသေးဘူးတဲ့ခြေထောက်ကြီးကြီးနဲ့အရက်ရှည်တဲ့ဆင်မတွေလည်းပေါ့မမှတ်နဲ့နော်ဟိုခင်ဗျားတို့လည်းဘုရားတန်ဖိုးရှိလားရှိပါတယ်ဗျာဘယ်လိုရှိတာကိုထင်သလိုလျှောက်ပြောမှာပဲဟမ်ရမ်းမရှိလိုက်နဲ့နော်ဦးဇင်းတို့ကတော့ချိန်ပြင်းလွာမေးလက်ဘုရားပေါ်မှာဘာကြောင့်ယုံတာလဲကျုပ်မှခံယူချက်တွေရှိပြီးသားဆရာတော်ဘုရားဘုရားကြီးပေါ်မှာကိုတော်ကြီးဘာလို့ယုံတာလဲခံယူချက်တွေရှိပြီးသားတို့ဘုရားပေါ်မှာဦးဇင်းတို့ယုံကြည်ထားတာကတကိုးရှင်မို့လို့ကိုးကွယ်တာလည်းမဟုတ်ဘူးအတုမရှိကိုတော်ကြီးသိကြီးကျယ်တယ်ဆိုပြီးကိုးကွယ်တာလည်းမဟုတ်ဘူးဘုရားရဲ့အဆုံးအမတွေငါတို့ဝမ်းထဲမှာရပြီးတော့အမတန်မိုက်တဲ့သူ့မင်္ဂလာနည်းနည်းလိမ်မာလာအမတန်ချမ်းတဲ့သူ့မင်္ဂလာနည်းနည်းနုလာတယ်ဘုရားအဆုံးအမရတော့ပူလောင်နေတဲ့သူ့မင်္ဂလာအေးချမ်းလာတယ်အဲ့ဒီအမြင်တွေသိရှင်းလာလို့ဘုရားပေါ်မှာအကျွင်းမဲ့ယုံနေဘုရားအဆုံးအမထဲမှာမပါတဲ့ဟာအလုံးပဲတယ်ရှင်းရှာဖြစ်ရှင်းသလားအလုံးကိုရင်ဆိုင်ရတဲ့တတ္တိရှိတယ်ဘာလို့လဲဘုရားကိုတို့ယုံတယ်ရှင်းသလားသဘောမပေါက်သလားကျွတ်မှန်တိုင်းလည်းမကောင်းဘူးကောင်းမကောင်းအမှန်ပဲကြင်ထားမယ်ရှင်းသလားမှန်မှကောင်းမှာသိမသိရှင်းတယ်နော်အဲ့တော့တို့ယုံကြည်ပြီးပြီဘုရားပေါ်မှာအကျွမ်းမဲ့ယုံသွားတယ်တို့အတွက်ဆုံးနစ်เสียအကြောင်းရှင်းလားအဲ့တော့ဘုရားရှိရတို့ဘာမှမမျှော်လင့်ဘူးဘုရားရဲ့အဆုံးအမတွေသိသဘောကျတယ်တစ်ကိုယ့်အကိုအားကိုးတယ်နှစ်တူသောအကျိုးပေးလိမ့်မယ်သိသဘောကျရှင်းလားဦးဇင်းတို့ငယ်တော့ကဦးဇင်းတို့စိတ်ကူးရင်နဲ့ဒီထွဲရပေါက်လိုင်းနေလိုက်ဘူးတယ်အဲ့ဒီမှာရှေ့ပြစ်ကလေးတွေဦးဇင်းမှာကြိုသိတတ်တဲ့တတ္တိကလေးတွေရှိတယ်ငယ်တော့ကရှေ့မှာဘာဖြစ်တော့မယ်ဘယ်ရက်မှာဘာဖြစ်နိုင်လဲဆိုတော့ဘေးကမြောက်ပေးတယ်မင်းကိုဘိုးအောင်ဆောင်းရှောက်နေတာဘုမင်္ဂလာကိုဒီလို
အဲ့တော့ကိုထင်ကြီးကြီးပြီးတော့သူများကဲတော့မလို့ဘာလို့ဒီလိုလို့သက္ကသိုလ်တက်တဲ့အချိန်ကျတော့စိတ်ကူးသတိရလာတယ်တရက်မှတရားအောင်တဲ့တငယ်ချင်းတွေလည်းမရှိဘူးအဲ့ဒါထိုင်စဉ်းစားဘိုးဘုံအောင်စောင့်ရှောက်နေရတာဆိုတော့ငါဟာသူများစောင့်ရှောက်ခံပုဂ္ဂိုလ်ဖြစ်နေတယ်သူများစောင့်ရှောက်မှုနဲ့ယက်တည်နေရတာနဲ့ကိုအားနဲ့ယက်တည်ရတာဘယ်ဟာတန်ဖို့ရှိလဲခဲတော့ဘယ်ဘိုးဘုံအောင်မလို့ကျွန်တော်ရှင်းသလားအဲ့ဒီမှာဘုရားရှင်ရဲ့တရားဦးဇင်းတို့လေ့လာဘူးတဲ့ဘာသာစုံလေ့လာပြီးမှဒီဘုရားတရားတော်ပေါ်မှာယုံကြည်ချက်တုံးချပြီးတော့တန်ဖိုးသိလို့အကျိုးရှိအောင်အသုံးချတာရှင်းသလားရောင်ဝါမဟုတ်ဘူးဖေမေဗုဒ္ဓဘာသာဆိုတာနဲ့ကျုပ်ဗုဒ္ဓဘာသာလောက်လာတာမဟုတ်ဘူးကြော့ကျင်မှကြော့တယ်ဆုမတောင်းရှင်းတယ်နော်အဲ့တော့သိအရေးကြီးပါတယ်သူများနှုတ်သက်ခံပြီးတော့သူများအားကိုးနေရတဲ့ဘဝကလွတ်မှတန်ဖိုးရှိတဲ့လူဖြစ်မယ်ရှင်းတယ်နော်ကိုခင်ဗျားတို့ကဟိုလူကတော့ကဲမှာဒီလူတွေကတော့ကဲမှာဟိုလူတွေဘာလုပ်နေကြဘယ်သူဘာလုပ်တာမှမလုပ်နဲ့ကိုယ့်အကိုလုပ်ရှင်းသလားဟိုတယောက်ကဘာလုပ်နေမှမသိဘူးနော်တပည့်တော်တို့စိတ်ညစ်ပါတယ်ရောမင်းဘာလုပ်နေတယ်လဲရှင်းသလားဘသူအားကိုးရမှာသူဗုဒ္ဓဘာသာတို့ဆိုတဲ့ဘုရားကိုမင်းတို့ဘယ်လောက်သိတယ်လဲရှင်းသလားအဲ့တော့ဘုရားအဆုံးအမတွေကိုဘာလို့ကြည့်ရမလဲအသုံးချကြည့်လိုက်အောင်မလေးနော်ဘာလို့ကြည့်ရမလဲအသုံးချကြည့်လိုက်အသုံးကျလာရင်တော့ပြောလိုက်အဲ့ဒီကြရဲတန်ဖိုးသိရှိတယ်ဗျာဒီလိုအကြောင်းကြောင့်ရှင်းသလားသူသစ္စာတရားတန်ဖိုးရှိမရှိအသုံးချကြည့်ကြပါဦးရှင်းသလားဒီနေ့တရားကိုတန်ဖိုးလို့နာမည်ပေးမယ်ဘာလဲဒါလည်းဒီပညာလေးကဖားကမှရလာတရားတော်တွေကိုဦးဇင်းကပါဠိတော်ခေါင်းစဉ်တွေနာမည်တက်ပြီးတော့သုတ်တော်ကြီးတွေနာမည်တက်ထားတော့တရားတိတ်ခွေယူတဲ့လူတွေကမဝယ်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့နားမလည်ဘူးလေအဲ့တော့ဘုန်းကြီးတဲ့အကျိုးဆောင်အဖွဲ့ရောက်လာတယ်ဒီဟာလေးတွေဗမာပြန်လို့မရဘူးလားတဲ့ရပါတယ်တဲ့ရရင်ဗမာလိုကောင်းစဉ်တက်ပေးပါဗျာတဲ့ဒါမှဒီလူတွေသိမှာဆိုတော့အဲ့ဒီလိုကောင်းစဉ်လေးတွေပြောင်းပေးလိုက်တော့အမလေးဂွေတွေရောင်းလို့မလောက်ဘူးဗျအဲ့တော့ခုလဲသူမင်္ဂလာနည်းနည်းပါသွားပြီဒီနေ့သုတ်တော်ကတော့သုလဟတ္ထိပဒောပမသောသို့တော်လည်းပဲမြန်မာလိုတရားနဲ့အကျုံးဝင်စွာအသုံးချပေးလိုက်မယ်ဗါတဲ့ကျင်တတ်သလားငါဘယ်လောက်တန်ဖိုးရှိပလဲဘု து ကိုဘု து သုံးသပ်ဘုရားသာသနာဟာတန်ဖိုးရှိရလားဘယ်လိုသုံးသပ်အသုံးချကြည့်ကျင်တတ်ကြလားကဲမှုသားမပြောရင်ချမ်းသာမလားဆင်းရဲမလားချမ်းသာမလားဆင်းရဲမလားအသုံးချပြီးမှပြောပါကျင်တတ်ကြလားသဘောပေါက်သလားအဲ့ဒါပဲအသုံးချမကြည့်လို့အသုံးချမှမသိရင်ညှင်းခုန်နေတာနဲ့ပြီးနေမှာကျင်တတ်တယ်နော်အဲ့တော့အခုညှင်းခုန်နေကြဖို့လားလက်တွေ့အသုံးချကြည့်ဖို့လားအဲ့တော့ဘုရားကသူပြောတဲ့ခြေရာမပြည့်စုံဘူးกว่าရှင်းတယ်နော်အဲ့တော့အပင်မြင့်ကအစာတွေစားထားပေမဲ့လေခြေတော့ကြီးကြီးအရက်ရှည်ရှည်နဲ့ကိုယ်ကောင်သေးသေးဆင်မတွေလည်းရှိသေးတယ်ဖြစ်နိုင်တယ်ရှင်းတယ်ကလားအဲ့ဒီကနေရှေ့ဆက်လေးလာကြည့်တော့ဒီအစွဲဆင်ရဲ့အစွဲထိုးထားတာကြည့်တော့အစွဲကြီးကြီးနဲ့ထိုးထားတာတွေ့ယုံနဲ့လေဆင်ပြောင်ကြီးလို့မတတ်မှတ်နဲ့အောင်ဘာဖြစ်လို့လဲဆိုတော့ခြေတော့ခြေရာလဲကြီးတယ်ခြေတံလဲရှည်တယ်အစွဲလဲကားတဲ့ဆင်မတွေလည်းရှိသေးတယ်ရှင်းသလားအဲ့တော့ခြေရာကြည့်ုံနဲ့ကြီးပြီလို့ပြောလို့တော့
မရသေးဘူးအဲ့တော့ဆက်ပြီးလေးလာအပ်တယ်တဲ့လေးလာကြည့်လိုက်တဲ့အခါကျတော့ကိုယ်ရှိမှမျက်ဝါးထင်တင်ဆင်ပြောင်ကြီးဟုတ်ပြီနော်အာယံဗလာကြီးမှကိုယ်တည်းကြီးပြီးတော့ဆွဲဆုံးဆင်ကြီးတွေ့တော့မှအာဒါဟာတကယ်ဆင်ပြောင်ကြီးပဲလို့ဆုံးဖြတ်တဲ့အဲ့ဒါမှအမှန်ဖြစ်မယ်ရှင်းသလားဒါဖြင့်အရေးအချင်းနဲ့လည်းလမ်းဆုံးနေလို့ကျေးဇူးရှင်မိုးကုန်းဆရာတော်ဘုရားကြီးဆုံးမခဲ့သလိုသူများမဆက်ဖျားရှင်းကလားကိုယ်တိုင်အသုံးချကြည့်လို့အသုံးကျလာမှတန်ဖိုးကိုသိတာတို့လက်မလို့ဘူးကျေးဇူးရှင်မိုးကုန်းဆရာတော်ဘုရားတချို့ပြောရဟနာဟုတ်လားမဟုတ်ဘူးလားအဲ့ဒါငါနဲ့မဆိုင်ဘူးငါအဲ့ဒါမလေ့လာဘူးဟမ်ဆရာတော်ကြီးဓာတ်တော်ကြတယ်ဆိုတာဟုတ်လားအဲ့ဒါလည်းငါနဲ့မဆိုင်ဘူးငါဖရာတောင်မလေ့လာဘူးဖရာဓာတ်တော်ကြတာမကြတာတကိုးရှိတာမရှိတာအဲ့ဒါငါနဲ့မဆိုင်ဘူးကဲဖရာကိုတို့ဘာအတွက်ကိုးကွယ်တာအဆုံးမအတွက်ကိုးကွယ်တာသူ့အဆုံးမတွေကအသုံးချကြည့်တယ်အသုံးကျတယ်တန်ဖိုးသိတယ်ဒါကြောင့်ယုံတယ်နောက်ထပ်သူ့ဂုံဘုတ်တွေထားလိုက်တော့ငါနဲ့မဆိုင်တော့ရှင်းလားသဘောကောပေါက်သလားဟွာတွေကချီးမွမ်းကန်ဟာရုပ်ရည်ယူပကာယကဘလို့တကိုးဘလို့ကြည့်တာအဲ့ဒါချီးမွမ်းကန်ခြေရတွေဒီခြေရနဲ့တွေရက်မနေနဲ့အဟုတ်မဟုတ်သေးဘူးတဲ့အပြောင်ကြီးမြင်အောင်ရှင်းသလားအဲ့တော့ဘုရားရဲ့စကားတစ်ခွန်းရှိတယ်ယောဓမ္မံပတ္တိသောမယံပတ္တိယောအရှင်ပုဂ္ဂိုလ်သည်ဓမ္မံငါဘုရားဟောအပ်သောသစ္စာတရားကိုပတ္တိတွေ့သည်မြင်သည်ဖြစ်ပါဟံဘယ်သူကိုယ်တိုင်တွေ့ရမလဲဘာကိုတွေ့ရမလဲသစ္စာတရားဘယ်ထဲမှာရှိတော့ကိုယ်ခန္ဓာရှိတဲ့ကိုယ်တရားဒီခန္ဓာတရားကိုကိုယ်တိုင်တွေ့သွားရင်ဒါဘယ်သူဟောထားခဲ့တာလဲအဲ့ဒီတရားတွေ့မှသောထိုသစ္စာ၄ပါးမြတ်တရားကိုပတ္တိတွေ့သောမြင်သောပုဂ္ဂိုလ်အားသာလျင်မယံငါဘုရားကိုတွေ့သည်မြင်သည်မြည်၏အဲ့ဒီတရားကိုကိုယ်တိုင်တွေ့မှရှင်းလားရှင်းတတ်ကြလားအဲ့တော့ရမ်းပူဇော်ကြမလားတန်ဖိုးသိအောင်လုပ်မလားဒါဖြင့်ဘယ်တရားအားထုတ်ဘယ်သူလမ်းညွန်သွားတာဒီနေ့ခြေရာတရားကထင်ရှားနေတယ်ဘယ်သူပြောလို့မှလည်းမယုံနဲ့ဟုတ်ခြေရာကြည့်ပြီးလည်းမဆုံးဖြတ်နဲ့ကွာရှင်းရလားသဘောကောပေါက်သလားအဲ့တော့တရားမသိသေးပဲနဲ့ဖယားမသိနိုင်ဘူးတရားမမြင်ပဲနဲ့လေဒါဖြင့်ကြိုးစားတဲ့မကြိုးစားတဲ့ရှင်းပြီနော်ခုတို့သာသနာဘာသာလားသာသနာတွင်သားလားသာသနာတွင်သားဆိုတာဘာခေါ်ရလဲဆုံးမနဲ့နေတဲ့လူကိုရှင်းခဲ့လားဘုရားဆုံးမနဲ့မနေနိုင်သေးပဲနဲ့သာသနာတွင်လို့ပြောလို့ကောင်းပြီနော်အဲ့တော့ဘုရားကဇာနုတော်နီတဲ့အဲ့ဒါလို့ဆင်ပြောင်ကြီးသေချာမြဲဝါထင်ထင်မြင်ရပြီဆိုရင်တော့ဒါဟာဧကံဒါဆင်ပြောင်ကြီးပဲလို့ပြောလို့ရသွားပြီအဲ့ဒါလို့တွေးမှဆင်ပြောင်ကြီးလို့ပြောနိုင်တယ်လို့ပဲငါဘုရားသာသနာထဲရောက်လာတဲ့ပုဂ္ဂိုလ်ကလည်းပထမတိဘုရားငါဘုရားရဲ့အဆုံးအမတိုင်းသီလကိုဘာဖြစ်စောင့်ထိန်ရဘာဖြစ်ဘုရားဆုံးမခဲ့တဲ့သိက္ခာပဏယသိက္ခာပဏယလေကျော်အဲ့လိုတွန်းဆုံနေတာတွေမကြိုက်ဘူးတော့ဟမ်တရားပွဲတွေကျင်းပလာတာကြာလာပြီသာသနာသက်ကြီးလည်းရှည်လာပြီဗုဒ္ဓဘာသာတွေလည်းဆိုသေးတယ်ဘုရားဟောထားခဲ့တာသိက္ခာပဏယလဲအဲ့လိုဟောလိုက်ဟစ်လိုက်ဟိမ့်လိုက်ချိန်လိုက်ခြောက်လိုက်ရင်တော့ထွက်လာနော်ဘယ်နည်းရလဲသီလသမာဓိပညာပြန်ပြောအဲ့တော့ဘုရားရှင်ရဲ့အဆုံးအမတွေဟာတန်ဖိုးရှိတယ်မရှိဘူးသိခြင်းရင်ပထမဦးဆုံးသီလကိုဘာလို့
အဲ့ဒါအသုံးချနေတာဘုရားရဲ့အဆုံးအမကိုမလုပ်နေရလေအသုံးချနေတာသီလအဲ့တော့5ပါးသီလ10ပါးသီလ229သောသိက္ခာပုဒ်အစင်းစင်မရှိဘူးလားနိုင်တဲ့လောက်ထိန်းကြည့်မှာရှင်းသလားအဲ့တော့မူသားမပြောဘဲနဲ့လေ့ကျင့်လာတယ်နောက်ပိုင်းမူသားမပြောဘဲနေရင်နဲ့ဒီပုဂ္ဂိုလ်ဟာပူလောင်မလားအေးချမ်းစိတ်ကူးမရင်နဲ့လှုပ်ကြည့်လိုက်ကြည့်ရတယ်နော်သူ့သက်သက်ချင်းသူ့ဥစ္စာခိုးခြင်းသူများသားများသွားခြင်းသိရည်တည်းရဲ့ကောက်ဆုံးခြင်းအဲ့ဒါတွေအလုံးကိုရှောင်ကြည့်လိုက်တဲ့အခါမှာသီလတန်ဖို့သီလမယ်သီလဖြစ်ခြင်းပြီးရင်ဘာလားသမာဓိသီလရှိုံနဲ့သမာဓိတည်ပြီလားမတည်နိုင်သေးဘူးမလေးတို့တစ်သက်လုံးမဟုတ်တာမလုပ်ဘူးဟုတ်ပါပြီမဟုတ်တာမလုပ်ဘူးဒါပေမဲ့တရားအထုတ်အောင်ဆိုတော့မထုတ်ရင်သမာဓိအဆင့်ကိုရောက်မလားရှင်းသလားသမာဓိရှိတဲ့လူနဲ့မရှိတဲ့လူဘယ်သူကအေးချမ်းလဲဘာရှိတဲ့လူကအေးချမ်းလဲသမာဓိမရှိတဲ့လူကပူလောင်နေတယ်ပြာရာခတ်နေတယ်ငြိမ်းချမ်းမှုဘာမရှိလို့ဟိုလူကပြောအဲ့ဒါလည်းလားပြာရာခတ်ပါသွားပြန်ပြီဒီလူကပြောအဲ့ဒါလည်းလားပြာရာခတ်ပါသွားပြန်ပြီဘာမရှိလို့ရှင်းလားစိတ်တည်ကြည်မှုမရှိရင်အကောင်းဆိုးရောသိမလားအမှားမှန်အကြောင်းအကျိုးသိနိုင်ခုတို့ဘုရားရဲ့ဆုံးမထဲမှာအကောင်းဆိုးခွဲခြားပြထားမှုရှိမရှိသုံးကြည့်အမှားမှန်နေပြောထားတာရောမရှိဘူးလားအသုံးချလိုက်ကျင်တယ်နော်အကြောင်းအကျိုးတရားတွေရောမရှိဘူးလားအသုံးချကြည့်ပါသင်ခဲ့ဘူးပြီအဲ့တော့ဘုရားရှင်ရဲ့အဆုံးအမဟာလောကီအတွက်လားလောကုတ္တရာအတွက်လောကီထဲမှာကြီးပွားအောင်မြင်ခြင်းလည်းဘု து အဆုံးအမတိုင်းလုပ်ရင်ရယုံလားသုံးချကြည့်သမ်းပါကြရယာခြေမကဲမသူစောင့်နေမှမဟုတ်ပါဘူးသုံးကြည့်သမ်းပါကျင်သလားကဲပြောခဲ့ပြီလေဥစ္စာပစ္စည်းဥစ္စာဒနာရဲ့အကြောင်းရင်းကဒါနာမျိုးစေ့အောင်မှကဲကိုဒီနေ့ဒကာကြီးတွေအမွေပစ္စည်းတွေရလို့ဗျာဘုန်းကြီးလာလျှောက်တော့သူတို့ဗာမျိုးစေ့အောင်ကိုမျိုးစေ့ရှိသလောက်ရမှာသူမင်္ဂလာဘာအမွေမှမရလိုက်ဘူးသို့တော့အမေပွေးခဲ့တဲ့ဒီအမွေလေးဒီကကျေနပ်အမေမသေးခင်ဟဲ့ငါသားသင်္ကန်းဝေါ်ဆိုတော့အမေခိုင်းလို့ဝတ်တာသဒ္ဓါလို့တော့မဟုတ်ဘူးနော်ရှင်းပြောရအမေခိုင်းလို့ဝတ်တယ်အဲ့ဒီကနေကိုယ့်အကိုအသုံးချကြည့်တော့အသုံးကျမှသိလာတော့ဟာဒီတန်ဖိုးဟာဒီခန္ဓာတစ်ခုလုံးဒီအသက်တစ်ချောင်းနဲ့ပေးဆက်လို့တော့မမြသေးဘူးကွအဲ့တော့အသက်ပေါင်းများစွာပေးဆက်နိုင်တဲ့တန်ဖိုးရှိတဲ့တရားအဲ့တော့မဲသက်မဲခန္ဓာပေးလိုက်တော့သာသနာအတွက်ဒီသားစုကိုပြစ်လိုက်ရှင်းသလားခင်ဗျားတို့ကျုပ်ကဘာမှလာမပြောနဲ့တော့အကောင်းဆိုးအကြောင်းကျုပ်ဘာမှပြောခင်ဗျားတို့လည်းဖြေရှင်းတော့ကျုပ်ကသင်္ကန်းဝတ်လိုက်မိန်ငိုခဲ့ကျုပ်မသိဘူးပြီးမှသူများပြောလို့သိတယ်နော်အဲ့တော့ဘာဖြစ်လို့လဲဥစဉ်ရက်ဆက်တယ်လှဲ့မကြည့်တော့ဘူးကျုပ်ဘဝကိုမိသားတစုစာပဲအသုံးမချနိုင်ကျင်ရသလားသဘောကျသလားအဲ့ဒါပဲအသုံးချကြည့်မှတန်ဖိုးရှိမှနေခြင်းတလို့နေထင်တလို့နေသွားခြင်းတလို့သွားစားခြင်းတလို့စားသုံးပင်ဘဝဒလဘဝလွတ်လပ်နဲ့အကြီးကျယ်ဆုံးအလုပ်လုပ်လာသို့တော့သီလဆောင်ထိန်းတာလောက်ငြိမ်းချမ်းမှုရှင်းသလားသီလမရှိပဲလှုပ်ခြင်းတလို့လှုပ်နေရတာနဲ့သီလနဲ့နေရတာဘယ်ဟာလွတ်လပ်တဲ့ထက်ရမ်းတော့မပြောနဲ့ဗျာကျုပ်လေအိုးတွေမလိုချင်ဘူးဘာလို့ကြည့်လို့
သုံးချကြည့်စမ်းပါနော်ကိုယုံကြည်မှုစွမ်းအားဟာအဲ့ဒါလို့အသုံးကျလာမှတန်ဖို့ရှိတာရှင်းသလားအဲ့တော့သီလပြီးဘာဖြစ်ကြသမာဓိဘယ်သူလမ်းညွန်သွားသို့တော့သီလသမာဓိတန်ဖို့ရှိတယ်မရှိဘူးကတော့ကိုယ်တိုင်အသုံးချရှင်းသလားအဲ့တော့ပစ္စည်းဥစ္စာရဲ့အကြောင်းရင်းကဒါနအန္တရာယ်ကင်းဘေးရှင်းပြီးတော့အနာရောဂါကင်းခြင်းကရှင်းတတ်ကြလားဟိုးနေသက်အိန္ဒိယနေသက်ရောက်သွားတော့တရင်မှုကလိုက်လာဘုန်းကြီးဒီမှာအချင်းမှာတပည့်တော်တို့အကုန်လုံးဟိုမှာဆုံးကုန်းကိစ္စတက်ကိုစီစဉ်ခိုင်းထားတယ်မစီစဉ်နဲ့ငါဒီနေ့ပြန်မှာဟိုမှာတရားပွဲရှိတယ်ဒီနေ့ပြန်မှာဖြစ်မှာညာတွင်းချင်းပြန်ဘုန်းကြီးဒီနေ့မြေကဘာသာကြားတွေဗျာသင်္ကန်းမြင်ရင်ပြစ်တာအဲ့တော့ဘုန်းကြီးမပြန်ပါနဲ့တပည့်တော်လုံခြုံရေးရလဲရုပ်သိမ်းလိုက်ပြီပေးတာမရှိဘူးငါသီလရှိသလောက်အသက်ရှိတယ်ငါသီလရှိရင်ဘယ်သူမှလည်းပြစ်လို့မရဘူးသီလမရှိရင်ပုံးနေလည်းပြစ်ခံငါဖရာရဲ့တရားပေါ်မှာယုံကြည်တယ်ငါလူငါ့ကိုဘာမှမပူနဲ့ဒုံဘော်ရီဘီဟက်ပီသွားပြီကိုဂုတ်ပိုင်သွားပြီမောင်နဲ့မောင်းလာဘာမှမဖြစ်ဘူးဆိုတာလောလောဆယ်အသက်ရှင်းနေသေးလို့ပေါ့ဗျာသီလမရှိတဲ့အချိန်နဲ့သွားတွေ့ရင်သိရမယ့်နေရာရောက်ပြီဆိုရင်တော့ရှင်းသလားပုံးနေလို့လွတ်မလားဘုရားတရားပေါ်မှာအကျွမ်းမဲ့ယုံပြီးသားငါလှုပ်เสียရှိတဲ့လုပ်ကိုလှုပ်เสียရှိတဲ့အချိန်မှာလှုပ်ဖြစ်အောင်လှုပ်သွားမှအသုံးချနေတာကွာငါဘဝကိုဘာလုပ်နေတာသုံးချနေတာပါဗျာရှင်းသလားခုပြောခဲ့သလောက်တော့သဘောပေါက်ကြသလားတန်ဖိုးအရှိဆုံးတရားဟောနေတာနော်သဘောပေါက်သလားကောင်းပြီအဲ့တော့အကြောင်းရင်းစီစစ်တတ်တဲ့ပုဂ္ဂိုလ်ကြတော့ဟာအနာရောဂါဖြစ်လာပြီဆိုတော့ဘာကိုဆေးကြောမလဲသီလကိုဆေးကြောမယ်သီလဖြစ်ခြင်းဇဒက်ကသင်္ဘောမောက်လို့ရေထဲရောက်နေတဲ့အချိန်9ရက်ကူးနေတာသူဘာလုပ်လဲဥပုသ်ဆောင်ထားတယ်ဟာဒုက္ခရောက်နေတော့ဥပုသ်ဆောင်တာဘာဖြစ်လို့လို့ကိုသူ့မှာအန္တရာယ်ကြုံနေပြီဘာဖြစ်လို့အန္တရာယ်ကြုံသီလမစင်ကြယ်လို့ဇနက်ကသင်္ဘောမောက်တာခင်ဗျရှင်းတတ်သလားဇနက်ကသင်္ဘောမောက်တာဘာကြောင့်လဲဒါကိုသိတဲ့ဘုရားလောင်းကရေကူးရင်းပါလို့သီလဆောက်တည်သူခင်ဗျားတို့ကနေမကောင်းလို့ဥပုသ်မဆောက်နိုင်ဘူးသိလိုက်ရှင်းလားရှင်းတတ်သလားသဘောပေါက်သလားရိတ်တာလိုက်အဲ့ချင်းချက်ကလာဒီတော့ဆင်းရဲတောက်နေရလို့ဗျာဗာလေးတော့စားမှဖြစ်မှာကျွတ်ကျွတ်ကလေးတွေကိုတန်းစီအသုံးမှမချပဲခင်ဗျားတို့ဟမ်ရှင်းတတ်သလားဟမ်တနက်ကဘာလို့ဥပုသ်ဆောင်တာတော့သီလမစင်ကြယ်လို့အန္တရာယ်နဲ့ကြုံနေပြီအသက်ဘေးနဲ့ကြုံနေပြီဟမ်အန္တရာယ်ရှိတာဘေးမရှင်းတာဘာမကောင်းခဲ့လို့ရှင်းတတ်ကြလားသဘောကိုပေါက်သလားအေးအဲ့တော့အန္တရာယ်ကင်းဘေးရှင်းယောဂကင်းခြင်းဟာပါလေသီလကိုယ်စိတ်နှစ်ပါးချမ်းသာဖို့ကြတော့ဘာဝနာအသိမှမရှိပဲချမ်းသာအောင်နေလို့အဲ့ဒါပညာပိုင်းကိုပြောမှာဟမ်တမာတိအပိုင်းမှာတော့အကောင်းဆုံးခွဲခြားတတ်ရမယ်အမှားမှန်ကိုခွဲခြားတတ်အဲ့ဒါကတမာတိရှိတဲ့လူမှဒီတဲ့တော့အဲ့တော့တမာတိကိုလည်းအသုံးချကြည့်မှသိနိုင်တယ်နောက်ပညာကြတော့အခုဘုရားကပေးထားခဲ့တဲ့ပညာတွေအနိစ္စဒုက္ခအနတ္တမရှိဘူးလားဒါပညာကိစ္စဆုံးအနိစ္စအမြဲမရှိဘယ်ဟာမြဲတယ်အခုခင်ဗျားတို့ဖြေလိုက်တဲ့ဘယ်ဟာမှမမြဲဘူးဆိုတာနဲ့သဗ္ဗေသင်္ခါရအနိစ္စနဲ့တူတူပဲဗမာလိုអော်တော့သိမဟုတ်ဘူးထင်တယ်ပါဠိလိုပြောတော့လဲဟုတ်တယ်ထင်ပြီးမသိဘူးဟမ်သဗ္ဗေသင်္ခါရအနိစ္စဆိုတော့မဲနားထောင်လို့ကောင်းဟမ်ဘာသိလို့ဆိုတော့ကိုယ့်ကိုပြောနေတာပါဠိဘုရားဟောတဲ့အဆုံးအမမှန်မသိဘူးဘာမြဲတော့
အဲ့ဒါသဗ္ဗေသင်္ခါရအနိစ္စပဲအဲ့ဒါအသုံးချကြည့်အသုံးချကြည့်ဆိုဘယ်ဟာမြဲလို့ဘယ်မှမြင်ပါလို့ခြင်းလို့မလို့ခြင်းလွတ်တာကြာလာပြီခုခင်ဗျားတို့လိုခြင်းနေတယ်ရှင်းသလားကဲအနိစ္စနောက်ဒုက္ခကဲခုခင်ဗျားတို့ခန္ဓာရတဲ့တတ္တဝါဘယ်တတ္တဝါချမ်းသာခန္ဓာတစ်ကောင်ရှိရင်တစ်ကောင်သာဆင်းရဲနှစ်ကောင်ရှိရင်ရှင်းတယ်နော်ခန္ဓာမှန်ရင်ဘာသစ္စာဒါဖြင့်ဘယ်ခန္ဓာရရင်ကောင်းလက်ရှိခန္ဓာရောဒါဖြင့်လက်ရှိခန္ဓာမတွေ့တာနဲ့ဘာသစ္စာမို့လို့သေချာသိအောင်လို့ဒုက္ခပဲလို့သေချာသိသွားရင်ဒီပေါ်မှာတွေ့တာခြင်းဒါဖြင့်တောင်းတခြင်းကင်းရင်ဒါပါပဲငါရှိပါဖြစ်ဘူးနေပါနဲ့အကြောင်းရှိရာအကျိုးပေါ်မှာဘာများကြိုတင်စီစဉ်ထားလို့ရမရဟိုဆရာဝန်သားသမီးယောဂပေါ်တယ်ကျောင်းဆရာသားသမီးရန်ကားတယ်ရှင်းလားလောကကြီးကိုလေ့လာပြီးမှပြောတာရမ်းပြောတာမဟုတ်ဆရာဝန်သားသမီးဘာလို့ယောဂပေါ်တယ်လဲဆိုတော့ဂယုစိုက်လုံးလို့ယောဂပေါ်ခဏနေဆေးကြီးလိမ့်တိုက်နေတော့ဆေးကသူ့မှာအဖက်တွေဝင်ပြီးတော့ဒီကလေးကမြေကြီးနဲ့တွေ့ချင်းတွေ့ကိုတွေ့ရမယ်ဟောတန်ကောင်တွေပေါ်မှာဆိုလို့ဆိုမချရင်သူ့မှာပထဝီဓာတ်မရတဲ့အတွက်အယိုးပြော့ရှင်းသလားငယ်တော့ကျင်ကြီးလေးနဲ့စားပေးရတယ်ဒါမှဒီလိုယောဂကင်းသဘောပါလားဆရာတို့ကျတို့လည်းဒီတွေကထွက်လာတာပါပဲဟမ်အခုအဲ့တုန်းကကျင်ကြီးစားခဲ့လို့အခုတရားထိုင်တာလေရှင်းလားသဘောပေါက်သလားအဲ့ဒါကိုမလေးလုံးဝကြက်ကြက်မတ်မတ်ဂယုစိုက်လွန်ထားရင်ဒီပုဂ္ဂိုလ်မှာရသိရတတ်တဲ့အင်အားတွေသဘာဝပေးတဲ့အင်အားတွေမရတော့ဒီလားတဲ့နော်မလေးအင်အားကလေးတွေခြူကြလွန်းလို့တဲ့ဂယုစိုက်လွန်းလို့ကျောင်းဆရာသားသမီးရန်ကားဘာလို့ဆိုငယ်တော့တအားဖိထားတယ်သူသားသမီးဆိုးမှဆိုးလို့ဖိလေစိတ်တွေကျဉ်းကျပ်လာအဲ့တော့သိပ်ပြီးကျဉ်းကျပ်လုံးရင်ထွက်ပေါက်ရှာရင်ဆိုးတော့ရှင်းလားသဘောပေါက်သလားအဲ့ဒါသိပ်အရေးကြီးတဲ့အချက်ကလေးတွေရက်သမားသားသမီးကအရက်သမားထပ်မဖြစ်ဘူးဘာလို့ဆိုသူ့ဖေမူးနေတာကြည့်ပြီးစိတ်ပြက်ပြီးရက်ကိုမတော့တော့ရှိတဲ့တငယ်ချင်းတယောက်တိုးကိုမတော့ဘူးအနံ့ကိုမကောင်းမင်းတို့တော့ဘေးကနေအမီးထိုင်စားတယ်ဘာလို့လဲငါဖေကြည့်ပြီးစိတ်ပြက်လို့ရှင်းလားသဘောပေါက်သလားအဲ့တော့အသုံးချကြည့်မှာအသုံးကျမှာသံမိုးရှိတာအဲ့တော့ပညာဆိုတာအသုံးချဖို့ပေးထားတာရှင်းတယ်နော်အနိစ္စဒုက္ခအနတ္တတော့သိတယ်ဆင်ကျင်ပြီးအသုံးမချရင်အသုံးကျမလားသံမိုးရှိမလားအခုခင်ဗျားတို့မှာတောင်းတခြင်းတွေရှိမရှိကြောင်းကြခြင်းတွေရှိမရှိဘာအသုံးမချလို့ပညာအသုံးမချလို့ကြည်နကလားတောင်းတနေရတော့ချမ်းသာလားကြောင်းကြနေရတော့မတကာကြီးတွေပြောတယ်ဘုန်းကြီးတပည့်တော်ဂယုစိုက်ဖြစ်တာအကြီးကောင်ကဘလို့အငယ်ကောင်ကဘလို့မရပူးနေပြန်ပြီအနိစ္စမိနေတော့ကိုဗျဟမ်သဘောပါသလားဒါကြောင့်အပမတော့မမိနဲ့လို့ပြောတာတင်မမမိပါဘူးတဲ့နေ့လေလည်းဓကမာကြီးတွေလာတယ်ဓကမာကြီးမမိနဲ့တော့တင်မပြမဟုတ်ဘူးကျုပ်ကိုပြောတာမဟုတ်ဘူးဟမ်ရှင်းလားဥဒုမင်္ဂလာနေမှာသာသနာပြုထွက်သွားတယ်တလခွဲလောက်တုတ်ပဖြစ်ကုန်တယ်ဟောငါ့ဘုန်းကြီးကဘယ်ရောက်နေမှမသိဘူးဘာတွေလုပ်နေမှမသိဘူးဘာဘုန်းကြီးသတိရလိုက်တယ်ရောဒုက္ခနှစ်ပတ်လည်အောင်ဒီမှာမန္တလေးမြို့နောက်နှစ်ကိုလျှော့မှာမန္တလေးမြို့ပေါ်တရားပွဲတွေဘာလို့ဆိုဟိုမှာတောင်ကြီးအင်းလေးတစ်ဖက်ကပင်သားတွေရှိတယ်အောက်မှာဆင်ဖြူကျွန်းနော်စလင်းစကု
အဲ့တော့ခရီးစဉ်တွေအသစ်ပြန်ဆွဲတော့အခုဂောဘကဖွဲ့တွေဒီနေ့အသစ်ပေးတာပဲသူတို့ဖွဲ့စည်းဖွဲ့ပေးတာပြောနေဟုတ်လကဖွဲ့ခြင်းလို့ဖွဲ့တာမဟုတ်တရားဝဲလျှော့ပြမလို့ဖွဲ့တာနော်အစည်းအဝေးထိုင်ပြီးရင်မန္တလေးတရားပွဲတွေလျှော့ဘာလို့လျှော့မှလဲဆိုတော့နေကိုသာသနာပြုအောင်နော်အဲ့ဒီအတွက်ခွင့်ပြုပေးဖို့လဲအလုံးခိုးကြတဲ့မေတ္တာရက်ခံအဲ့တော့ဘုန်းကြီးမရှိဘူးဆိုရင်ဘာဝတ္တိယကျေးဇူးရှင်တို့ရဲ့တရားသတိရပါကျုပ်ကိုသတိရပြီးအောမနေကြပါရှင်းသလားဘုန်းကြီးမရှိတော့ဗျာတပည့်တော်တို့အားငယ်ဆိုကျုပ်ရှိတော့ဘာလုပ်ပေးနေလို့တော့သဘောပါသလားပညာအနေစာသဗ္ဗေဓမ္မအနတ္တဘာလဲလဲဘယ်တရားမှအစိုးမရဘူးဘာဖြစ်လဲဘယ်တရားမှသေချာလို့ဒီဘက်ကသင်္ခါရအနိစ္စသင်္ခါရဒုက္ခနော်ဒီနှစ်ခုနဲ့ဓမ္မအနတ္တဒီဘက်ကပြုပြင်နေရတာအလုံးမမြဲဘူးတဲ့ပြုပြင်နေရတာအလုံးဆင်းရဲနေဒီဘက်ကမပြုပြင်ရတဲ့ဟာတွေကမြဲတယ်ဆိုတာရှိသေးတယ်ဟုတ်ပြီနော်မပြုပြင်ရရင်ချမ်းသာတယ်ဆိုတာရှိသေးတယ်ဒီဘက်ကတော့အကုန်သိမ့်ထားတာဘယ်တရားမှဒါအကုန်သိမ့်သွားတာသဗ္ဗေဓမ္မတရားအလုံးအစိုးမရရုပ်တရားလဲနံတရားလဲစိတ်တွေစေတသိက်တွေလဲလောကကြီးတစ်ခုလုံးလဲဘယ်တရားမှဒါဖြင့်သာသမီပေါ်လဲပစ္စည်းဥစ္စာပေါ်လဲယာရုဂုံသိမ်ပေါ်လဲဘယ်တရားမှဒါမမေ့ရင်ပူလောင်မလားအေးချမ်းမလားဘာကိုအသုံးချပညာဘာလဲပညာအစင်းမြင့်ဆုံးကအနေစာကြံနေသင်နေရတာခန္ဓာအာယတနာဓာတ်သစ္စာပရိစ္ဆသမုပ္ပါဒ်တွေသင်နေရတာဒီရောက်အောင်သင်ရတာကျင်သလားနောက်ဆုံးပဲမှာလားဆုံးမလဲအနေစာအဲ့ဒီပညာ၃ပါးကိုကိုယ်မှဆောင်ထားရင်ဒီပုဂ္ဂိုလ်လွတ်လပ်မှုရနိုင်မရနိုင်အေးချမ်းမှုရှင်းသလားအဲ့တော့ဘယ်တရားမှမမြဲဘူးဆိုမမြဲတာဘာလို့ခြင်းတော့ဘာမှမလို့ခြင်းတော့ပြုပြင်နေလဲမမြဲဘူးအဲ့တော့အခုလုံနေတာထမင်းစားနေတယ်ဘာလို့လဲဆိုဒီခန္ဓာလေးပြုပြင်နေတာသို့တော့နှစ်ကာလဝတ္တရားမို့လို့အနိစ္စသိသွားတော့သူ့ကိုကြောင်းကြဆိုင်ပြီးတော့ရှိတဲ့ဟင်းနဲ့စားဒီစားနေတာဘာအတွက်လဲဆိုဘုရားသာသနာကျင့်တဲ့ပြာကိုကျင့်နိုင်ဖို့ပရိယပရိပတ်ကျင့်သလားဘုရားသာသနာကျင့်တဲ့ပြာဘာလဲပထမသိအောင်လုပ်တယ်နောက်တစ်ခုကျင့်တယ်အသိနဲ့အကျင့်ပရိယတိဆိုတာဘာလုပ်တာလဲသိအောင်လုပ်တယ်ရှင်းသလားစာသင်သားကြီးတွေစာသင်နေတာပရိယတိဘာလုပ်နေတာသိအောင်လုပ်ခုငါတို့တရားဟောနေတာပရိယတိရှင်းသလားဘာလုပ်နေတာလဲသိအောင်လုပ်နေတာရှင်းရတယ်နော်ဘုရားဦးဇင်းတရားပွဲမှာတဲ့ပြောလိုက်တာစာသင်နေတဲ့အတိုင်းပဲတဲ့ယောကျုပ်စာလာသင်နေတာပဲဘာလုပ်နေတာတရားဟောပါတယ်ဆိုမှတော့ဘယ်လိုဟောစာသင်သလိုသိအောင်ဟောရှင်းရတယ်နော်ပြီးရင်တော့ဘာလို့အဲ့ဒီအကျင့်တစ်ခုကျင့်ဖို့စားတယ်ဟုတ်မှာဒီတိမ်မှာရောက်တော့ငယ်ငယ်ချင်းတွေခရစ်ယာန်တွေပါတကယ်ချင်းတွေလိုက်တွေ့လာတယ်တို့ကြောင်းလာခဏနေထမင်းစားကြတယ်တော့ပဲစားကြကွာတကယ်ချင်းတွေလုံးဖြစ်သလားဖြစ်တယ်စားဆိုထမင်းစားတော့မယ်ဆိုတော့ဒုဘုန်းကြီးတွေကတော့စကားတပြောနဲ့ချထက်လိုက်ဟိုတကယ်ချင်းကစွန့်စားတော့မယ်ဆိုတော့ဒီထမင်းကိုစားရခြင်းသည်ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဘုရားသခင်ကြွေးတော်ဆင်ကျင်ပြီးမှစားမရည်နဲ့ပေါ်မဟုတ်ဘူးဘာသာတရားတိုင်းမှာလေးစားအပ်တဲ့အကျင့်တွေရှိဘုရားတို့ကျုပ်တို့ဗုဒ္ဓဘာသာဘာမှသတိမရဘူးထမင်းဝဲတွေ့အောက်ထဲတာ
ရှင်းလားယောဂီတွေဒါမှမဟုတ်ကျောင်းမှာယောဂီတွေသမင်းစားဒီတိုင်းစားလို့မရဘူးပင်ဆွဲခဏဆင်ခြင်းအဲ့ဒါကျောင်းမှာမဟုတ်ဘူးခင်ဗျာအရက်ကတို့ရေရေးသားရောက်ရင်ဆင်ခြင်းမိစားမဟုတ်ပါဘူးခင်ဗျာတို့ဘယ်ချိန်စားစားဟောတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ဟုတ်ပြီတို့ကလည်းမလုပ်မလို့ဘုရားသာသနာကျင့်နှဖျားကိုကျင့်နိုင်ဖို့စားတာဒီခန္ဓာကိုအသုံးချမလို့ကျင့်ရသလားသာယာဖို့ပြုပြင်နေတယ်လားအသုံးချမလို့လားပြင်းမနေနဲ့ဗုဒ္ဓဘာသာငပြင်းနေရဲ့ရှင်းလားဘုရားကျင့်ကောင်းတွေအကုန်ပေးထားခဲ့တယ်အသုံးမချတော့သုံးတန်ဖို့ရှင်းလားတို့ဘုရားအဆုံးအမကိုပဲအသုံးချနေသူတွေအသုံးကျနေပါလေဒီလောက်ဆိုသဘောပေါက်တယ်နိရှင်းတတ်ကြလားပေါ့နေကြမလားဘုရားတို့ကဘာဖြစ်နေလဲဆိုတော့ကောက်ရိုးပုံစောင့်နေသာသနာစောင့်နေတယ်ဘုရားတပည့်တော်တို့ကသာသနာဘက်ကပဲသာသနာဘဲနဲ့ဘဲညာဘာမှလည်းစားလို့ရှင်းသလားတရားရှိအသုံးချကြည့်ကြပါရှင်းတတ်ပြီနော်အဲ့တော့သမင်းစားမယ်ရေတောက်ပါကစတတိကလေးနဲ့ဒီသမင်းစားမှာဘာအတွက်စားမှာသာသနာအလုပ်အားထုတ်နိုင်ဖို့မလေးရိုးရိုးလေးမလို့ဘာလို့ဖို့အားထုတ်နိုင်ဖို့ဒီခန္ဓာကိုအသုံးချမှာမိသားစုအတွက်လားငါအတွက်လားဘာအတွက်လဲအဲ့တော့ရှားနေတဲ့စီးပွားရှင်းသလားအသုံးချမှာအသုံးချမှာအဲ့ဒီတိုင်းပဲတဲ့ငါဘုရားသာသနာအချိန်ကကုန်တော့မယ်နည်းနည်းကြံတော့အဲ့တော့ငါဘုရားသာသနာနဲ့တွေ့ပြီးတဲ့အခါမှာတစ်သီလကိုဖြည့်ခြင်းတို့လိုပဲလုပ်လိုက်တော့မယ်နော်နှစ်သမာဓိကိုဖြည့်ခြင်းသမာဓိဖြည့်ခြင်းပထမဇန်ဒုတိယဇန်တတိယဇန်သရုပ်ဇန်လေ့ကျင့်ပြီးတဲ့အခါမှာပညာဆိုတော့ပုပ္ပေနိဝါဒဒိဗ္ဗစကုအာသဝခယညာဒိဗ္ဗစကုညာအာသဝခယညာပုတိမရှိဘူးလားအဲ့တော့ပထမပုပ္ပေနိဝါဒညာနှစ်ကဒိဗ္ဗစကုညာသုံးကအာသဝခယညာဒါဘုရားအလိုပြောတာအဲ့တော့ခင်ဗျားတို့တို့ကအခုကြည့်လိုက်တဲ့ခါကျတော့အနိစ္စမမြင်ရဘူးလားဒုက္ခမမြင်ရဘူးလားအနတ္တမမြင်ရဘူးလားအဲ့ဒါကိုသုံးချကြည့်လို့အနိစ္စဒုက္ခအနတ္တပဲလို့သိရင်ဒီပုဂ္ဂိုလ်ဟာလွတ်မြောက်မှုရသွားတော့မှအဲ့ဒီလွတ်မြောက်ခွင့်ရသွားတဲ့ပုဂ္ဂိုလ်မှဒီအပြင်အာသဝခရယဉာဏ်ရပြီးတဲ့ပုဂ္ဂိုလ်မှငါဘုရားကိုတကယ်မြင်တာအဲ့ဒီကြမှာငါဘုရားတန်ဖိုးကိုသိတယ်ဟေးတဲ့ရှင်းသလားအာသဝပုံခံသွားတဲ့ပုဂ္ဂိုလ်ကဘုရားကိုလည်းမြင်လာတယ်ဘုရားတန်ဖိုးလည်းအဲ့ဒီကြမှာပြောတယ်ရှင်းသလားအဲ့တော့အခုတန်ဖိုးရှိတယ်လို့သူများပြောတာနဲ့ပါဇက်ဖျားလက်မဆုံးနဲ့ကိုယ်တိုင်အသုံးချကြည့်သီလဒီ300ကျင့်တော့နောက်ဆုံးအာသဝခရဉာဏ်အာသဝ4ပါးကိုဖြတ်တဲ့ဉာဏ်ရပြီဆိုရင်တော့ဘယ်သူမြင်ပြီတော့ဒါမို့လို့သောတာပန်ပုဂ္ဂိုလ်ဖြစ်မှဗုဒ္ဓဘာသာအစစ်ဖြစ်တယ်လို့ဘုရားကဒါငါဘုရားသားတော်ဖြစ်သွားပြီကွာလို့အဲ့ဒီကြမှာပြောတယ်ရှင်းသလားဒါဖြင့်ဒီနေ့အနိစ္စဒုက္ခအနတ္တလက္ခဏာရေး3ပါးမြင်လို့အာသောတရားကုန်ခန်းတဲ့ပုဂ္ဂိုလ်မှဘု து တန်ဖိုးသိတယ်ရှင်းပြီလားဟဲ့အဲ့တော့ငါတို့လေတန်ဖိုးရှိတဲ့ပစ္စည်းကိုတန်ဖိုးရှိအောင်မလုပ်အောင်အသုံးချကြည့်ပါအသုံးချလို့အသုံးကျပြီဆိုမှရှင်းပြီလားဟဲ့အဲ့တော့ဒီနေ့တန်ဖိုးအကြောင်းနားလည်ပြီလားတန်ဖိုးရှိလို့အသုံးကျတာလားအသုံးကျလို့တန်ဖိုးရှိတာဒါဖြင့်ဒုက္ခန္တာနဲ့တကွာသာသနာကိုအသုံးကျအောင်မလုပ်ကြဘူးအသုံးချမှဒီဘဝဟာရှင်းပြီလားအဲ့တော့ဘယ်ချိန်ကြည့်ဒုက္ခန္တာကြည့်ရင်ခန္ဓာဘယ်နှပါးတော့မြဲသလားမမြဲဘူးလားအဲ့ဒီမမြဲတဲ့ခန္ဓာဟာချမ်းသာသလားဆင်းရဲသလား
အစိုးရသလားမရဘူးလားမရရင်ပဲချိန်ကြည့်ကြည့်ဖြစ်ပြီးရင်ဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲအေးကဲဆိုသစ္စာ၄ချက်ကြိုင်နဲ့ကြိုက်မှဒါလျင်တန်တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မိမိဘဝမိမိခန္ဓာမိမိသာသနာကိုတန်ဖိုးရှိအောင်အသုံးကျအောင်အသုံးချကြစို့လို့တိုက်တွန်းရင်းနဲ့နားကြစို့အလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရရှိလာတဲ့ဘဝဒုက္ခလေးကိုမိမိရော့ရော့ပေါ်ပေါ်ဆဆနဲ့အချိန်မကုန်ကြပဲနဲ့ဒီဘဝဒီခန္ဓာမစွန့်ခင်လူဖြစ်ကျိုးနှက်အောင်ကြိုးစားပါလို့ရှေးဥစွာလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်